ယခုအခါနာယူကြည်ညိုပူဇော်ကြရမှာကတော့ယရဏသုတ်ပိဋ္ဌောဖြစ်ပါတယ်ပဏိဓာနာတောမတ္ထယာတထာဂတသဒတပါရမိယောဒသဥပပါရမိယောဒသပရမတ္ထပါရမိယောတိသမတိန်သပါရမိယောပင်္စမပရိစ္ဆာကေလောကတာစရိယံညာတတာစရိယံဗုဒ္ဓတာစရိယန္တိတေသောစရိယာယောပစ္စည်းမဘဝေကပ္ပဝကန္တိသာတိဘိနိဂမနံဗရဏစရိယံဘောဓိပလင်ခေမဟာရာဝိဇေယံသဗ္ဗညုတေညာနာပတိဝေရံဓမ္မစကဘောတနံနဝလောကုတ္တရာဓမ္မေတိသဗ္ဗေပိမေဗုဒ္ဓကိုနေယဝဇတဝါဝေသာလိယတေသောပါကာရံတရေတုတိယမရတိံပရိဒံကရွန်တောအာယသမနန္ဒတေရောဝိယကာရုညစိတ်တံဥပါဒပေတဝါကောတိတတသာသေတုစကဝါလေတုဒေဝတံယသနံပဋိကနန္တိယံသဝေသာလိယပုရိလောကမနုဿာဒုဗေကသံဗုဒ္ဓံတိဝိရံဗယံခေဗာမန္တရဓဗေတိပရိဒံတံဗနာမဟိယာနိတာဗုဒ္ဓနိသမဂတာနိဘုံမာနိဝါယာနိဝန္တလိခေသဗ္ဗေဝဗုဒ္ဓသုမနာဘဝန္တုအတောပိသကေသသုလန္တုပါတိတံသသမဟိဗုဒ္ဓနိသမေတသဗ္ဗေမေတံကရောဓမနုတိယပဇာယဒီဝါစာရတောစာရန္တိယေပလိသသမဟိနေရကတအပမတ္တယံကိစီဝိတံဣဒဝါဟုရံဝါသေကေသုဝါယံရတနပဏိတံနာနောသမအတ္တိတထာဂတိနာဣရံပိဗုဒ္ဓေရတနပဏိတံဣတေနာသစ္စေနာသောအတိဟောတုခယဝိယာကအမတံပဏိတံယတိဇဂာတိကြမုနိသမာဟိတောနာတေနာဓမ္မေနာသမတိဂိဉ္စီဣရံပိဓမ္မေရတနပဏိတံဣတေနာသစ္စေနာသောအတိဟောတုယံဗုဒ္ဓသတ္တောပရိဝဏ္ဏယိသူစိသမာရိမနတရိကိညမာဟုသမာရိနာတေနသမောနာဝေဇတိဣရံပိဓမ္မေရတနပဏိတံဣတေနာသစ္စေနာသောအတိဟောတုယေပုဂ္ဂလာတတတံပတ္တထံသတ္တာရိဣတာနိယုဂာနိဟွန်တိတေရဂိနိယသုကတသသဝကံဣတေသုဒိနာနိမဗလာနိဣရံပိသံဃေရတနပဏိတံဣတေနာသစ္စေနာသောအတိဟောတုယေသုပယုတ်တမနသတံလေနာနေဂာမိနောဂေါတမသာသနံပိတေပတ္တိပတ္တအမတံဝိကရှာလတ္ထာမုဒ္ဓာနေဗုဒ္ဓိံဘုံဇမာနာဣရံပိသံဃေရတနပဏိတံဣတေနာသစ္စေနာသောအတိဟောတုယတိဏခိလောပတဝိသိတောတိယသတောဘိဝါတေဟိအတံပကံမိယောတတုပမံသဗ္ဗုရိတံဝရာမိယောအရိယသစ္စာနိအဝဇပတ္တိဣရံပိသံဃေရတနပဏိတံဣတေနာသစ္စေနာသောအတိဟောတုယေအရိယသစ္စာနိဝိဘာဝယန္တိဂံဗီရာပိညေနာသူရေတိတာနိကိဉ္စာပိတေဝန္တိဘုဒ္ဓံပမတ္တံနာတေဘဝံအထမမာရိယန္တိဣရံပိသံဃေရတနပဏိတံဣတေနာသစ္စေနာသောအတိဟောတုသဟာဝတ္တတသနာတံပရာယတရားသူဓမ္မစဟိတဘဝန္တိသက္ကာယဒိဋ္ဌိဝိသိကိဉ္စီတင်္စာသီလပတ္တံဝါပိယရတိကိဉ္စီသတုအပါယေဇာဝိပမုတ်တောစေဇာဘိဒါနာနိယဘဘဂါတုံဣရံပိသံဃေရတနပဏိတံဣတေနာသစ္စေနာသောအတိဟောတုကိဉ္စာပိသောကမ္မကရောတိပပကံကာယေနဝါစာဥဒ္ဒစေတတဝံ
အဘဘသောတတ္တပရိစ္ဆဒာယအဘဘတာဒိဋ္ဌပရတ္တဟုတ်တာဣဒံမိသံဃေရတနပဏိတံဣတေနသစ္စေနာလောဝတိဟောတုဝနဘဂုံမေယထာဘုဒ္ဓိတေခေဟိမာနမသေပထမသမိန်ဂိမေတရုပမံဓမ္မဝရံအရိတယိဝနဘဂုံမေယထာဘုဒ္ဓိတေခေဟိမာနမသေပထမသမိန်ဂိမေတရုပမံဓမ္မဝရံအရိတယိနိဗ္ဗာနဂမိပရမဟိတာယဣဒံမိဗုဒ္ဓေရတနပဏိတံဣတေနာသစ္စေနာလောဝတိဟောတုဝရောဝရေညုဝရာရောဝရဟရောအနုတ္တရောဓမ္မဝရံအရိတယိဣဒံမိဗုဒ္ဓေရတနပဏိတံဣတေနာသစ္စေနာလောဝတိဟောတုခိနံပုရဏံနဝနတ္တိတံဘဝံဝိရတစိတ်တာယတိကေဘဝသမိန်တေကိနဝိဇာအဝိရုံလိသန္တာနိဗ္ဗန္တိတိရာယထာယပရိဘောဣဒံပိသံဃေရတနပဏိတံဣတေနသစ္စေနာလောဝတိဟောတုယာနိဒဗုဒ္ဓာနိသမဂတာနိဘုံမာနိဝါယာနိဝန္တလိခေတထာဂတံဒေဝမနုဿပုဇိတံဗုဒ္ဓံနမသမ္မာလောဝတိဟောတုယာနိဒဗုဒ္ဓာနိသမဂတာနိဘုံမာနိဝါယာနိဝန္တလိခေတထာဂတံဒေဝမနုဿပုဇိတံဓမ္မံနမသမ္မာလောဝတိဟောတုယာနိဒဗုဒ္ဓာနိသမဂတာနိဘုံမာနိဝါယာနိဝန္တလိခေတထာဂတံဒေဝမနုဿပုဇိတံသံဃာနမသမ္မာလောဝတိဟောတုယတနာသုတ်တံနိဋ္ဌိတံလူမင်းနတ်မင်းမြမမင်းတို့ဤပူဇော်တုကိုခံယူတော်မူလိုက်သောမြတ်စွာဘုရားသည်ဝေသာလီပြည်၌ဖြစ်သောယောဂနှိစ္စခြင်းဘလူပန်းစားခြင်းငတ်မောခေါင်းပါခြင်းဘေးသုံးပါးတို့ကိုလျင်စွာပျောက်ကွယ်ငြိမ်းအေးစေနိုင်သောဘုရားတရားသံဃာယရဏမြတ်သုံးပါးတို့၏ဂုဏ်တော်တို့ကိုဟောကြားတော်မူရာယရဏဒုက္ခဘေးတော်သည်ပြီးဆုံးခြင်းသို့ရောက်ခဲ့ပါပြီမြတ်စွာဘုရားဟောကြားတော်မူသောယရဏသုံးပိဋကတော်၏ဆွမ်းအာနုဘောကြောင့်ပရိတရားနာသို့သင်္ဃာတက္ကမပေါင်းသူတော်ကောင်းတို့သည်ဘေးအပေါင်းရာအပေါင်းအန္တရာယ်အပေါင်းမကောင်းဟုသမျှအဝဝါတို့သည်ပိဉ္ချာဘက်တွင်ရေမတင်လျောကြတဲ့ကဲ့သို့ကင်းစင်ပပျောက်ကြပါစေကုန်သတည်း